အားလုံးမင်္ဂလာမြတ်တိုင်ဆန်မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်မျှဝေမယ့်အကြောင်းအရာတွေကတော့ကိုချစ်သူဖုန်းထဲကနေပြီးတော့ဝင်လာတဲ့ဖုန်းကောတွေမှန်သမျှကိုပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲကိုရအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့နည်းလမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနည်းလမ်းလေးကိုမသိတဲ့လူကတော့ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးပါခင်ဗျာဒီဗီဒီယိုလေးမစတင်မီကျွန်တော် channel လေးကိုလည်း like and subscribe နှိပ်ထားပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်ခင်ဗျာဒီဥစ္စာကျွန်တော်ဖုန်း software ကိုကျွန်တော်ဝင်လိုက်ပါခင်ဗျာပြီးရင်ကျွန်တော်အပေါ်က menu bar တိုင်းလေးကိုကျွန်တော်နှိပ်ပြပါခင်ဗျာပြီးရင်ကျွန်တော် setting ဆိုတာလေးကိုထပ်နှိပ်ပြပါခင်ဗျာပြန်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ calling account ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ကောင်လေးကျွန်တော်နှိပ်ပြပါခင်ဗျာခေါင်းလေးပါဒီ calling account နဲ့ဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ call forwarding ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်ထပ်နှိပ်ပြပါခင်ဗျာဒီနေရာရောက်လို့ရှိရင်ပေါ်ဆုံးကတစ်ခုကိုကျွန်တော်ရွေးလိုက်ပါခင်ဗျာခေါင်းလေးကိုကျွန်တော်ရွေးနှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒီနားရောက်ရင်ခဏစောင့်ပြီပေါ့နော်ကျွန်တော်ဒီနားရောက်ပြီဆိုရင် always forward ဆိုတာကိုနှိပ်ပြပါခင်ဗျခေါင်းလေးပါဒီမှာဒါကိုရဲ့ဖုန်းနံပါတ်ထည့်အောင်ပေါ့နော်ဒီမှာကျွန်တော်ဖုန်းနံပါတ်ထည့်ပြီဆိုရင်ကျွန်တော်ဒီမှာ turn off ဆိုတာလေးကိုကျွန်တော်ဆက်နှိပ်ပြပါခင်ဗျခေါင်းလေးပါပြီးရင်ကျွန်တော်ဒီနားမှာခဏစောင့်ပြီပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်ဒီလိုမျိုး always forward မှာဒီမှာကိုဖုန်းနံပါတ်ပေါ်သွားပြီဆိုလို့ရှိရင်ဒါရပြီပေါ့နော်ဒါကိုရဲ့ဖုန်းထဲကိုဒါသူ့စီဝင်တဲ့ဖုန်းမှန်သမျှကိုစီဝင်มาလည်းဖြစ်ပါတယ်ခင်ဗျအားလုံးပဲအဆင်ပြေကြပါစေခင်ဗျကျွန်တော်ဗီဒီယိုကိုစောင့်နေကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော် channel လေးကိုလည်းတိုင်း subscribe လေးနှိပ်ထားပေးကြပါဦးခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါဦးမယ်ခင်ဗျ